နေချီပြလို့မနှမောလင်းခဲ့ရင်လေနွားကြောင်သားလေးခမသမင်းကြံပဲပုံနဲ့လေအစာပြေစားရရဲ့အိတ်ကလေးကိုလွယ်ပြီးနွားကြောင်ထွက်ရရှာတယ်အချင်းရာဒီရဲ့မရွေလဲခွင်တဲ့ဆုံးမလေးဘဝမုံတိုင်းရဲ့ခံကိုအန်ကျိတ်နဲ့ဆင်းလို့ခံပိုင်ကတွေ့ရနဲ့အငဲ့နေရှာတဲ့သူ့ဘဝလေးကလုံးချပညာတင်ဖို့ဝေလာဝီပေါ်ကွယ်သမင်တနတ်စားရဖို့လေမနဲ့လင်းနေဆောင်ကြည့်တိုင်းနွားကြောင်လို့နေရရှာရွယ်သူကြောင်သားလေးတွေကိုမြင်နှုံချတဲ့ကိုဘဝကိုတွေ့ရင်နဲ့လေမျက်ရည်လေးဝဲနေနေချီပြလို့မနဲ့မောလင်းခဲ့ရင်လေနွားကြောင်သားလေးခမသမင်းကြံပဲပုံနဲ့လေအစာပြေစားရရဲ့အိတ်ကလေးကိုလွယ်ပြီးနွားကြောင်ထွက်ရရှာတယ်နေချီပြလို့မနဲ့မောလင်းခဲ့ရင်လေနွားကြောင်သားလေးခမသမင်းကြံပဲပုံနဲ့လေအစာပြေစားရရဲ့အိတ်ကလေးကိုလွယ်ပြီးနွားကြောင်ထွက်ရရှာတယ်အချင်းရာဒီရဲ့မရွေလဲခွင်တဲ့ဆုံးမလေးဘဝမုံတိုင်းရဲ့တန်ကိုအန်ကျိတ်နဲ့ဆင်းလို့ခံမိုင်ကတွေ့ရတဲ့အငဲ့နေရှာတဲ့သူ့ဘဝလေးကလုံးချပညာတင်ဖို့ဝေလာဝေပေါ်ကွယ်သမင်တနတ်စားရဖို့လေမနဲ့လင်းနေဆောင်ကြည့်တိုင်းနွားကြောင်လို့နေရရှာရဲ့သူကြောင်သားလေးတွေကိုမြင်ရင်နှုံချတဲ့ကိုဘဝကိုတွေ့ရင်နဲ့လေမျက်ရည်လေးဝဲနေအချင်းရာဒီရဲ့မရွေလဲခွင်တဲ့ဆုံးမလေးဘဝမုံတိုင်းရဲ့ခံကိုအန်တိတ်လဲဆင်းလို့ခံမိုင်ကတွေ့ရနဲ့အငဲ့နေရှာတဲ့သူ့ဘဝလေးကလုံးချ